အားလုံးပဲမင်္ဂလာပါကျွန်မကတော့စေဝါပညာရှင်မခင်ပြုံးချိုပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာကျွန်မက Good Manufacturing Practice လို့ခေါ်တဲ့ GMP အကြောင်းလေးကိုအကျဉ်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ် GMP ဆိုတာပေါ့နော်ဈေးကွက်ထဲမှာကျွန်မတို့ဝယ်ယူသုံးစွဲနေတဲ့ဆေးတွေအလောက်ကုန်တွေနဲ့စားတောက်ကုန်တွေကိုထုတ်လုပ်ရောင်းချနေတဲ့ manufacturer တွေအနေနဲ့ပေါ့နော်မဖြစ်မနေလိုက်နာရမယ့်စီးမင်းစည်းကမ်းတွေအကြောင်းကိုဖော်ပြပေးထားတာပဲဖြစ်ပါတယ်အဲ့ဒီစီမင်းစည်းကမ်းတွေကဆိုရင်ထုတ်လုပ်မှုလုပ်ငန်းစဉ်တဆင့်ချင်းစီတိုင်းကိုထိန်းချုပ်ပေးထားတာဖြစ်ပါတယ်ဥပမာလုပ်ငန်းစဉ်ထဲမှာလှုပ်ဆောင်နေတဲ့လူတွေအနေနဲ့လိုက်နာရမယ့်စည်းကမ်းတွေအသုံးပြုတဲ့စက်ပစ္စည်းကိရိယာတွေနဲ့ဒီအခန်းတွေကိုတန်ရှင်းအောင်ထားသို့တင်စီနည်းတွေထုတ်လုပ်မယ့်နေရာတွေကိုဘယ်လိုမျိုးတည်ဆောက်မလဲပေါ့နော်နောက်ပြီးတော့လုပ်ငန်းစဉ်တဆင့်ချင်းစီတိုင်းမှာဘယ်လိုမျိုးအဆင့်လိုက်စစ်ဆေးတည်ပြုရမလဲအရေးသေးကောင်းကုန်ပစ္စည်းတွေကိုဘယ်လိုမျိုးထုတ်လုပ်ရမလဲပြီးတော့ customer complaint တွေအကယ်၍ပြဿနာတွေတက်လာရင်လည်းပဲဘယ်လိုမျိုးစနစ်ကျကင်တွယ်ဖြေရှင်းပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းကို improve ဖြစ်အောင်ဘယ်လိုလုပ်ရမလဲစသဖြင့်ပေါ့နော်အဲ့လိုအချက်တွေအကုန်လုံးကို GMP ထဲမှာအသေးစိတ်ဖော်ပြပေးထားတာပဲဖြစ်ပါတယ်အဲ့တော့ GMP ကိုလိုက်နာပြီးတော့မှကုန်ပစ္စည်းတွေထုတ်လုပ်မယ်ဆိုရင်နံပါတ်1အနေနဲ့ကမြန်မာနိုင်ငံ FDA ရဲ့ rules and regulation တွေကိုလိုက်နာပြီးသားဖြစ်ပါမယ်။နံပါတ်2အနေနဲ့ကကိုယ်တိုင်လည်းကိုယ်ကုန်ပစ္စည်းကိုဈေးကွက်ထဲမှာအာမခံပြီးတော့ရောင်းချနိုင်မှာဖြစ်ပါတယ်။နံပါတ်3အနေနဲ့ကကိုယ်ပစ္စည်းတွေကိုဝယ်ယူသုံးစွဲတဲ့ customer တွေကလည်းပဲစိတ်ကျေနပ်မှုရပြီးတော့မှကိုယ့်ရဲ့ကုမ္ပဏီကလည်းပဲကောင်းကောင်းမွန်နဲ့ရေရှည်ရပ်တည်နိုင်မှာဖြစ်ပါတယ်။နံပါတ်4အနေနဲ့ဆိုရင် GMP က risk management ပေါ်အခြေခံပြီးတော့တည်ဆောက်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်လာနိုင်တဲ့ရှိတဲ့ risk တွေကိုလျှော့ချပြီးသားဖြစ်တဲ့အပြင်မလိုလားတဲ့ဆုံးရှုံးမှုတွေကိုပါကာကွယ်ပြီးသားဖြစ်မှာဖြစ်ပါတယ်။နံပါတ်5အနေနဲ့ကကိုက business ကိုချဲ့ကျင်နေဆိုရင်ကိုယ့်ရဲ့ company တွေကိုတခြားနိုင်ငံကိုလည်းပဲတင်ပို့ရောင်းချနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ပေါ့နော်ကမ္ဘာပေါ်မှာရှိတဲ့ကုန်ပစ္စည်းထုတ်လုပ်ရောင်းချတဲ့ manufacturer တိုင်းမဖြစ်မနေလိုက်နာရတဲ့ GMP ခိုင်လိုင်းတွေကိုကျမတို့နိုင်ငံမှာရှိတဲ့ဒီကုန်ထုတ်လုပ်သူအသေးစားလုပ်ငန်းရှင်များမှစတင်ပြီးတော့ပေါ့နော်တက်နိုင်တဲ့နေရာကနေစတင်လိုက်နာကြဖို့နဲ့ကျမတို့ရဲ့ local brand တွေလည်း qualify ဖြစ်ကြောင်းအာမခံရောင်းချနိုင်တဲ့ trusted manufacturer တွေဖြစ်အောင်ကြိုးစားကြဖို့တိုက်တွန်းပြရစီပေါ့နော်အကယ်၍ပေါ့ GMP နဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုသိချင်တဲ့ training လိုချင်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာပြန်ပြီးတော့အသုံးချချင်တာပဲဖြစ်ဖြစ်ကိုညီလိုအပ်တယ်ဆိုရင်ကျမရဲ့ Facebook page တော့၎င်းemail လိပ်စာတော့၎င်းကျမရဲ့ဖုန်းနံပါတ်တော့၎င်းဆက်သွယ်ပြီးတော့မှစုံစမ်းနိုင်ပါတယ်နောက်လည်းဗုဒ္ဓဂရမယ့်ဗီဒီယိုလေးတွေကိုဆက်လက်ဖန်တီးပြီးတော့မှတင်ဆက်ပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျမရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့မင်းနဲ့ဦးနော်